ဒီမော်တာလေးကကျွန်တော်ပွိုင်ပတ်ထားတဲ့မော်တာလေးပွိုင်ပတ်ထားတဲ့မော်တာလေးကိုကျွန်တော်သူ့ original ကွိုင်နဲ့ရအောင်ပြန်ပတ်ထားတာပေါ့နော်နည်းနည်းတော့ကြက်တာပေါ့ကွိုင်စလုံးမြောင်းနေရချင်းတော့ကွိုင်ပတ်လာရမ်းကြက်တယ်မရမကရအောင်ထည့်ပြီးတော့ပတ်ထားတာပေါ့နော်ပတ်ထားတော့လက်ရတော့နည်းနည်းလေးမတက်မရဖြစ်သွားတယ်ဘာလို့လဲဆိုတော့ကွိုင်နေအရမ်းကြက်သွားလို့ခိုးပြီးပတ်လိုက်လို့ရှိရင်တော့ရတယ်လှလှပပလေးရတယ်ဒါပေမဲ့ကျွန်တော်အထဲမှာပဲဆိုတော့မလာနဲ့နေပြီးဆိုပြီးတော့ရေသွေးကောင်းပြီးရောဆိုပြီးတော့ကျွန်တော်အပြည့်ပဲပြန်ပတ်ပေးတယ်စိတ်ဝင်လာတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်ပြချင်တာကညီငယ်တွေအတွက်ဘုဒ္ဓဒီမှာဒီကောင်ကွန်ပေါင်းအမဲကကွန်ပေါင်းအဝါစတက်30အောင်ရှိရပေါ့နော်30အောင်မထားLet me say, don't be afraid. Hold my hand. Run the zone. Run the zone. 5.7 ohm. 5.7 ohm. 6 ohm လောက်နေနေပေါ့6 ohm လောက်နေနောက်တစ်ခါစတက်နဲ့ run နဲ့ဟို run the zone နဲ့ကျွန်တော်ပြမယ်15အောင်ရှိတယ်နော်သူကအများဆုံးစတက်နဲ့ run နဲ့အုံအများဆုံးနော်အုံအများဆုံးစတက်နဲ့ run နဲ့အုံအများဆုံးစတက်နဲ့ run နဲ့ကအုံအများဆုံးစတက်နဲ့ run နဲ့ကအုံအများဆုံးပေါ့နော်အဲ့ဒါကနောက်တစ်ခါကျွန်တော်စတက်နဲ့ကွန်ပေါင်းနဲ့ကျွန်တော်ပြန်တိုင်းကြည့်ပေးမယ်တိုင်းတဲ့ကကျွန်တော်ကျိုးတွေနဲ့လက်နဲ့မထိအောင်เนาะအုံတံပိုးတွေပြောင်းရောအုံတံပိုးတွေပြောင်းဒီကဲဆိုဒီကောင်ဆို30အုံဒီကောင်ကဟိုဟာကွန်ပေါင်းနဲ့စတက်နဲ့အဝါစတက်ဒီကောင်ဆို30အုံစတက်နဲ့ run နဲ့ဆိုရင်15အောင်စတက်နဲ့ run ကသူကပိုင်းဆက်ထားတာဖြစ်တဲ့သူကအများဆုံးပေါ့နော်အများဆုံးဒီကောင်တော့ဂျားတွေကဖောက်တိုင်းတာပေါ့ဘာလို့ဂျားတွေကဒီကောင်ဖောက်တိုင်းတာလဲဆိုတော့သူကစတက်တစ်စနဲ့ run တစ်စနဲ့ဒီမှာဆုံးတယ်ဒီမှာဆုံးပြီးတော့ thermostat ခံပြီးတော့သူကမီးတစားတာတိုက်ကျွေးရမှာမီးတစားတာတိုက်ကျွေးရမယ်ပြီးတော့ဒီ run တစ်စားကိုမီးတာတိုက်တစားကျွေးမယ်ဒီမှာ capacitor တစ်လုံးတွဲမယ်ဒီမှာ capacitor တစ်လုံးတွဲမယ်ပေါ့နော်စတက်မှာ capacitor တစ်လုံးတွဲမယ်တစ်စားတွဲမယ် run တစ်စားမှာ capacitor တစ်စားတွဲမယ်ပေါ့နော်ဒီကောင်ကွန်ပေါင်းကသူက capacitor နဲ့ run နဲ့ဓာတ်လိုက်လာထားတာဘယ်လိုပုံစံလဲဆိုတော့ပြဒီကောင်ကဘယ်လိုပုံစံလဲဆိုတော့ဒီလိုလေးကဒီမှာညာဒီကောင် run coin ဒီကောင် start coin ပေါ့နော် start coin နဲ့ run coin နဲ့ဒီမှာသွားပေါင်းတဲ့နေရာမှာသွားပေါင်းတဲ့နေရာမှာကွန်ပေါင်းဖြစ်သွားပါတော့စီဖြစ်သွားပြီစီဖြစ်သွားပြီးတော့သူ့ကိုမီးတစားကျွေးမယ်ပေါ့နော်မီးတစားကျွေးမယ်ဒီအောက်မှာကျတော့ capacitor step မှာ capacitor တစားတက်လိုက်မယ်ဒီ run မှာကျတော့ capacitor တစားနဲ့မီးတစားနဲ့ပေါ့နော်အဲ့လိုကျွေးလိုက်လို့ရှိရင်သူကမော်တာလဲပြီအဲ့ကကျတော့သူကအုံတံမိုးကဒီ run နဲ့ဒီ step နဲ့ကသူတို့ဆက်ထားတာဖြစ်တဲ့အတွက်series ဆက်ထားတာဖြစ်တဲ့အတွက်ဒီကောင်ကအုံတံမိုးအများဆုံးဖြစ်နေတာဒီကနေဖောက်တိုင်းလိုက်ရင်တော့ကျွန်တော်ကဒီကနေတိုင်းရင်ဒီပတ်ထားတဲ့ coin ပေါ်မှာမူတည်ပြီးတော့အုံတံမိုးကတော့ပြောင်းသွားမှာပေါ့နော်စတက်နဲ့အမော run နဲ့ဟို coin ပေါင်းနဲ့ကတော့သူကအုံတံမိုးကတော့ဂျားကနေဖောက်တိုင်းတာဖြစ်တဲ့အတွက်အုံတံမိုးကတော့ပြောင်းနိုင်တယ်ဒီကောင်ဒီ coin အပတ်ရေဘယ်လောက်ပတ်ထားလဲပြီးတော့ကျိုးကေဘယ်လောက်သုံးထားတဲ့ပုံမှာမူတည်ပြီးတော့အုံတံမိုးပြောင်းမယ်ဒီကောင်နဲ့ကလည်းအဲ့လိုပဲပေါ့နော်အနေများပုံမှာမူတည်ပြီးတော့အုံတံမိုးပြောင်းမယ်ဒါပေမဲ့အများဆုံးကတော့capacitor ပေါ့ run နဲ့ step နဲ့ကအုံတံမိုးအများဆုံးပါပဲဗျာဒါလေးကကျွန်တော်ပတ်ထားတဲ့ coin လေးပေါ့နော်ဒီကောင်လေးကတော့မတက်ရမိမယ်ကျွန်တော်စိတ်ဝင်လာတဲ့အတိုင်းပဲ coin အပြည့်ကိုကျွန်တော်ပြန်ပတ်ပေးထားပါတယ်ဗျာညီငယ်တွေအတွက်ဘုသူတော်ပါနော်